မင်္ဂလာပါလိုက်စာ TV ရဲ့ပမာတိုင်းတာပါတာဖြင့်တင်းတန်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့လာရှိုးပူတာယုံအနီးမှာလက်နက်ကြီးကြားရောက်ပောက်ကွဲတာကြောင့်ပြည်သူ3ဦးသေဆုံးတဲ့တင်းနဲ့ကွတ်ခိုင်ရှုခင်းတာဂိတ်မှာ TNLA တပ်ဖွဲ့တွေကခီးသွွားပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးနေတဲ့တင်းတွေကိုကျွန်မရှေ့မုံကတင်ဆက်တော့ပါမယ်လာရှိုးမြို့မှာရှိတဲ့မြေထားပူတာယုံအနီးတစ်ဝိုက်မှာဇူလိုင်လ10ရက်ဒီကနေ့မှာလက်နက်ကြီးကြားရောက်ပောက်ကွဲတာကြောင့်ပြည်သူ10ဦးထိခိုက်ဒဏ်ရာရပြီးတော့3ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လာရှိုးမြို့အတွင်းကထင်းရှူးမြိုင်မှာလက်နက်ကြီးတစ်လုံး၊နေချီဘော်ရာဆောင်မှာတစ်လုံး၊ရထားတန်လန်းမှာ2လုံး၊ဒေါရပုံကြီးကျောင်းမှာ3လုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။လာရှိုးဒေတာအနီးတစ်ဝိုက်မှာပြီးခဲ့တဲ့ဇူလိုင်လ2ရက်နေ့ကနေစပြီးစစ်ကောင်စီတပ်နဲ့မြောက်ပိုင်းညီနောင်3ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးတော့အဆိုပါတိုက်ပွဲတွေကြောင့်ဒေတာခံပြည်သူ20ဦးခန့်ထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါတယ်ရှမ်းပြည်နယ်မုံမြစ်စင်လီနံဖက်ကနဲ့ကုတ်ခိုင်ကြားကရှုခင်းတာဂိတ်မှာရှိတဲ့ TNLA တပ်ဖွဲ့တွေဟာခီးသွွားလာနေတဲ့ပြည်သူတွေကိုဇူလိုင်လ9ရက်နေ့မနက်ပိုင်းကစပြီးတင်းကျပ်စွာစစ်ဆေးနေတယ်လို့ခီးသွွားပြည်သူတွေကပြောပါတယ်ရှုခင်းတာဂိတ်မှာအရင်ကစစ်ဆေးမေးမြန်းတာတွေမရှိပေမဲ့ဇွန်လ9ရက်နေ့ကနေခုလိုတင်းကျပ်စွာစစ်ဆေးမေးမြန်းတာတွေလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေထိတ်လန့်နေကြတယ်လို့ခီးသွွားပြည်သူတို့ရဲ့ပြောကြားချက်အရသိရပါတယ်။ TNLA တပ်ဖွဲ့တွေဟာခီးသွွားပြည်သူတွေရဲ့ခီးဆောင်အိတ်တွေပတ်ဆိုင်အိတ်တွေပါမကျန်စစ်ဆေးနေတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းက SSPP နဲ့ TNLA တပ်ဖွဲ့တွေနှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုဖြစ်ပြီးတဲ့နောက်အခုလိုရှုခင်းတာဂိတ်မှာပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးတာတွေလှုပ်လာတာဖြစ်တယ်လို့ဒေသခံတွေကသူတို့ရဲ့အမြင်တွေကိုပြောဆိုနေကြပါတယ်။တင်းတင်ဆက်မှုပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်